ကျွန်တော်အမေကကျွန်တော်ကိုအမိုက်ကျိတ်ဆက်ထဲထည့်ထားခဲ့ပါတယ်ကျွန်တော်ဟာအမေနဲ့တဖြည်းဖြည်းဝေးကွာသွားခဲ့ပါတယ်ကျွန်တော်ရဲ့ဖျားနာမှုကြောင့်အမေကကျွန်တော်ကိုစွန့်ပစ်ချင်နေတာလို့ထင်ခဲ့မိပါတယ်ဒါကြောင့်ထွက်ပြေးဖို့အခွင့်အရေးကိုတောင်ကျွန်တော်လက်လွတ်လိုက်ပါတယ်အမေအတွက်ဝင်ထုတ်ဝင်ဖို့ထပ်မဖြစ်ချင်တော့လို့ပါဒါပေမဲ့နောက်ဆုံးမှာတော့အမေကဆက်ကိုရက်လိုက်ပြီးအရန်ကိုဝမ်းနဲ့ပက်လက်ငိုကြွေးပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်ဘဲကခွန်အားတွေရလာမှမသိပဲလက်ရန်ကိုကင်ပြီးအစွမ်းကုန်စူးစမ်းမတက်ရက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်လမ်းဆက်လျှောက်တက်ခဲ့ပါတယ်အမေစီကိုလမ်းလျှောက်သွားပြီးလက်ကိုကင်လိုက်တဲ့အခါအမေကကျွန်တော်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်တာမန်ကလေးတစ်ယောက်လိုလှုပ်ရှားနိုင်တဲ့အထိအမေကနေတိုင်းလေ့ကျင့်ပေးခဲ့ပါတယ်နောက်ပိုင်းမှာအနိုင်ကျင့်တတ်တဲ့ကောင်လေးတချို့ကကျွန်တော်ကိုရန်စားကြပါတယ်ကျွန်တော်အရန်ကြောက်နေခဲ့ပေမဲ့အမေကိုမြင်လိုက်ရတဲ့ခဏမှာပဲသူတို့ခိုးသွားတဲ့ပတ်စံကိုပြန်လူပြီးအစွမ်းကုန်ပြေးပါတော့တယ်ဒါဟာကျွန်တော်ပထမဆုံးအကြိမ်ပြေးတက်ခဲ့တာပါအမေကတော့အန်အောမင်တက်နေပြီးမှကျွန်တော်ကိုအားပေးပါတော့တယ်နောက်တစ်နေ့လေ့ကျင့်ရေးကွင်းကိုဖျက်သွားတဲ့အချိန်မှာနီးပြရဲ့အမိတ်ပေးတန်ကြောင့်ကျွန်တော်မနေနိုင်ပဲလိုက်ပြေးမိပါတယ်ပန်းဝင်တဲ့အချိန်မှာပထမရတဲ့သူနဲ့တစ်စက္ကန့်ပဲကွာပါတော့တယ်ဒါကြောင့်နီးပြကကျွန်တော်ကိုလေ့ကျင့်ရေးအတင်းထဲဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်အစပိုင်းမှာကျွန်တော်အရန်နေပါတယ် train လို့ခေါ်တဲ့ကောင်လေးကတော့အမြန်ဆုံးပါပဲထူးဆန်းတာကသူကခေါင်းမှာ plastic အိတ်အမြဲဆွတ်ထားတာကြောင့်ကျွန်တော်လည်းသူ့ကိုအတူယူပြီးအိတ်ဆွတ်ပြေးပါတယ်အမေကတော့တစုံတစ်ယောက်ကကျွန်တော်ကိုအနိုင်ကျင့်နေတာလို့ထင်ပြီးအိတ်ကိုဆွဲခုတ်ပစ်ပါတယ်ကျွန်တော်ကပုံမြန်မြန်ပြေးချင်လို့လောက်တာပါလို့ငိုပြီးပြောပြတဲ့အခါအမေကကျွန်တော်နဲ့အတူလိုက်ပြေးပြီးလေ့ကျင့်ပေးပါတော့တယ်ကျွန်တော်တို့မိုးမလင်းခင်ကတည်းကလေ့ကျင့်ကြပါတယ်အမေကကျွန်တော်ကိုအားရှိအောင်အမဲသားတွေကျွေးပြီးကျွန်တော်ညီလေးကိုတော့ပေါင်မုံပဲကျွေးပါတယ်ကျွန်တော်ဘာမှမပြောဘဲစက်တိုက်ပဲစူးစမ်းပြေးခဲ့ပါတယ်ဒါပေမဲ့3လအကြာပေးခြင်းမတန်ဆွမ်းအိုလံပစ်ပြိုင်ပွဲစတင်တဲ့အချိန်မှာကျွန်တော်ရဲ့ကျန်းမာရေးအခြေအနေကမကောင်းတာကြောင့်လူရွေးပွဲ2ပွဲလုံးမှာရှုံးနိမ့်ခဲ့ပါတယ်ကျွန်တော်စိတ်တက်ကြနေတဲ့အချိန်မှာအမေရောက်လာပါတယ်အမေကကျွန်တော်အတွက် plastic အိတ်ကိုထပ်ပြီးဖယ်ရှားပေးလိုက်တဲ့အခါကျွန်တော်ယုံကြည်မှုတွေပြန်ရလာပါတယ်မီတာ200အဆုံးဖြတ်ပြိုင်ပွဲမှာရက်နေရင်အမေရဲ့မျက်လုံးတွေကိုကြည့်လိုက်တဲ့အခါကျွန်တော်ရဲ့ယုံကြည်ချက်တွေပြန်လည်တောက်ပလာပါတယ်ကျွန်တော်ဟာနားကြကရိယာကိုယုံကြည်မှုရှိရှိချုပ်လိုက်ပြီးပြိုင်ဘက်တွေကိုတယောက်ပြီးတယောက်ကြော်ဖြတ်ပါတော့တယ်ပန်းဝင်တဲ့အချိန်မှာတော့ကျွန်တော်ဟာချန်ပီယံဆုကိုရရှိခဲ့ရုံတင်မကပဲကမ္ဘာ့စံချိန်ကိုပါချိုးဖျက်နိုင်ခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါကျွန်တော်ရဲ့ရွှေတံဆိပ်ကိုအမေရဲ့လယ်ပင်မှာဆွဲပေးခဲ့ပါတယ်